Hello အလုံးပဲမင်္ဂလာပါလည်းမှောင်ရတယ်ပေါ့နော်မှောင်လဲဘာမှမဖြစ်ဘူးနော်မှောင်လေးထဲမှာလောက်ပေးမယ်ပြိုရိုက်ပေးမယ်အဲ့ဒါဆိုလို့ရှိရင်ခုပြောချင်တာကတော့ single လေးတွေအတွက်ပေါ့နော်ဒီနေ့ကတော့ single လေးတွေအတွက်ပဲပေါ့နော်လုပ်ပေးတဲ့တည်တံ့လုပ်ပေးတဲ့နေ့လို့ဖြစ်သွားတယ်အဲ့ဆိုမနေ့က comment တစ်ခုမှလေး single လေးတွေအတွက်လုပ်ပေးပါလို့တွေ့လို့အဲ့တော့ single လေးတွေပေါ့နော်ဘယ်လိုလုပ်ပေးမှလဲဆိုရင်တင်အနာဂတ်မှာပေါ့နော်တင်နောက်တွေ့ရမယ်တင်ရဲ့ဖူးစာဖက်ပေါ့နော်ဖူးစာဖက်ကဘယ်လိုလူမျိုးလဲဘယ်ကလဲဘာလို့လုပ်လဲဆိုတဲ့ဥစ္စာလေးကြည့်ပြီးတော့နော်အဲ့လိုမျိုးမကြည့်ခင်မှာပို့ပြီးတော့ပေါ့နော်ကိုပို့ပြီးတော့ energy ကြိုက်တယ်ဆိုတဲ့ဥစ္စာလေးပို့ပြီးတော့တီးအောင်ပေါ့နော် energy ချက်ပေးပါမယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူတွေကအခုပြောပြပေးတယ်အခုလက်ရှိပေါ့နော်တင်ဘယ်လိုမျိုးတွေခံစားနေရတယ်ဆိုတဲ့ဥစ္စာကို energy ချက်ပေးမယ်အဲ့ဒီဥစ္စာနဲ့တင်နဲ့တူတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးရတာတင်အတွက်ပါနော်ဒါဆိုလို့ရှိရင်တင်အခုချိန်မှာဘယ်လိုမျိုးတွေခံစားနေရလဲဆိုတာကိုပြောပြမယ်နော်တင်ကလေအခုချိန်မှာဆိုဘယ်လိုတွေခံစားနေရလဲဆိုလို့ရှိရင်တော့တင်ကအခုချိန်မှာအနားယူနေတဲ့စိတ်ကိုခဏလောက်အပန်းဖြေနေတာမျိုးတွေ့တယ်။ဘာကြောင့်လဲဆိုတော့တင်းရဲ့ကွယ်ရာမှာပေါ့နော်။တင်းရဲ့ကွယ်ရာမှာတင်းကိုမကောင်းကြောင်းပြောတဲ့အရာတွေမကောင်းကြောင်းပြောတဲ့လူတွေပြီးတော့တင်းကိုအန်တရဖြစ်အောင်လုပ်တဲ့လူတွေကွယ်ရာမှာမဟုတ်မှန်မှန်လုပ်တာပေါ့နော်။ကွယ်ရာမှာမဟုတ်မှန်မှန်ဖောက်ပြရတဲ့လူတွေကိုအဲ့ဒါတွေကဘယ်သူဘယ်ဝါဆိုတော့တင်းအခုချိန်မှာလေမျက်ဝါးထင်သိလိုက်ရတဲ့အချိန်မျိုးဖြစ်နေတယ်။အဲ့တော့ကိုကတော့သူတို့ကောင်းပါတယ်လို့ကိုကထင်ခဲ့ပြီးမဲ့သူတို့ကကို့ပေါ်မကောင်းဘူးပေါ့နော်ကို့ကွယ်ရာမှာကို့ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတယ်လို့မျိုးပေါ့နော်ကို့ကွယ်ရာမှာဖောက်ပြန်နေတာပေါ့နော်အဲ့လိုမျိုးတွေပြောမယ်ဆိုလို့ရှိရင်လည်းစီးပွားရေးနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့နားမှာနေလို့ရှိရင်တော့မျက်နှာချိုသွင်းပြီးတော့မင်းကတော်တယ်မင်းကအရေးရှင်းရှိတယ်အဲ့လိုမျိုးပေါ့နော်သိရမလားမျက်နှာနှစ်မျိုးနဲ့လူသားတွေပေါ့နော်ကိုယ့်ရှိမှကျတော့တော်ပါတယ်တက်ပါတယ်မင်းကဘယ်လိုအရေးရှင်းစေဆိုကောင်းတရားရောင်နဲ့ချီးကျူးတရားရောင်နဲ့ရှိပြီးတော့ကိုယ့်ရဲ့ကွယ်ရာကြလို့ရှိရင်ဟိုကဘလို့ဖြစ်တာဘလို့သူကဘလို့အဲ့လိုမျိုးကိုယ့်ရဲ့မကောင်းကြောင်ပြောနေတာပေါ့နော်အဲ့လိုမျိုးကိုယ့်ကွယ်ရာမှာဆိုလို့ရှိရင်ကိုယ့်မကောင်းကြောင်ပြီးကိုယ့်ကိုဒုက္ခပေးတဲ့လူမျိုးတွေအခုကအချစ်နဲ့ဖူးစာဘန်းနဲ့ပတ်သက်ပြီးတော့ပြောမှာဆိုတော့အခြေရေးနဲ့ပတ်သက်လာလို့ရှိရင်ကွယ်ရာမှာဖောက်ပြန်တာချစ်တွေမှာတော့ချစ်ပါတယ်အချစ်ဆုံးမှာနောက်တစ်ယောက်ဆိုတာမချစ်ပါဘူးပါဇက်ကလေးကတော့အချိုသွင်းပြီးတော့ကွယ်ရာမှာဖောက်ပြန်နေတယ်လူတွေကိုယ့်ကိုစိတ်ဒုက္ခပေးတာပေါ့နော်အဲ့ဒါတွေကိုကမသိခဲ့ဘူးငကိုတော့ကတော့ကိုကမသိခဲ့ဘူးငကိုတော့ကဒါပေမဲ့ဒီချိန်မှာသင်ဟာလေဘသူကငါ့အတွက်ကောင်းတယ်ဘသူကငါ့အတွက်မကောင်းဘသူကငါ့နာမှာဆက်ထားလို့ရမယ်ဘသူကငါ့နာမှာဆက်ထားလို့မရတဲ့လူဆိုတာကိုလုံးဝကွက်ကွင်းသိသွားတယ်ပြီးတော့တင်းရဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်တင်ရခုချိန်မှာအရန်ကိုလေဘာကိုမှမလုပ်ရှင်ဘဲနဲ့စိတ်တအားညစ်သွားတာပေါ့နော်စိတ်ညစ်ပြီးတော့စိတ်ရှုပ်ထွေးနေတာမျိုးတွေ့တင်းရဲ့ဘဝတလန်းတွေအတွက်လည်းတင်းမလုံနိုင်သေးဘူးပေါ့နော်ရှေ့လုပ်ဖို့အရာတွေတင်းရဲ့လမ်းကြောင်းရှေ့ဘာလို့လုပ်မယ်ဆိုတော့တင်းရဲ့ဘဝလမ်းကြောင်းတွေလည်းတင်းမလုံနိုင်သေးဘူးဘာလို့လဲဆိုတော့ဒါကတော့မှန်တယ်နော်ကိုချင်းစာပေးလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါလူလိုက်လိုပဲနော်ကိုယုံကြည်ရပါတယ်ဆိုတဲ့လူတစ်ယောက်ကကိုယ့်ရဲ့ကွယ်ရာမှာကိုယ့်ကိုနောက်ကျောကိုဓာတ်နဲ့ထိုးပြီးတော့ကိုယ့်မကောင်းကြောင်းပြောနေပြီးကိုယ့်ဒုက္ခပေးနေတဲ့လူတစ်ယောက်ကကိုယ့်ရဲ့ခင်မင်ရတဲ့ကိုယ့်ယုံကြည်ရတဲ့လူတွေဆိုတဲ့သိသွားတဲ့အခါကျလို့ရှိရင်ဒါကတော့လူတိုင်းလူနေပါစိတ်သက်ကတော့ဒေါင်းသွားကြတဲ့အထဲမှာပါတယ်ဒါပေမဲ့အဲ့ဒါကိုတင်ရလေအဲ့လိုမျိုးတွေသိသွားတဲ့အချိန်မှာလည်းပဲလေဘယ်လိုပြောမလဲဒေါသတွေကိုရှေ့တန်းထားပြီးတော့လေဘာကြောင့်ငါတို့တော့အဲ့လိုမျိုးကဒေါတွေမောတွေနဲ့ဒေါသကိုရှေ့တန်းတင်ပြီးတော့တင်ရလုံးဝပြဿနာတွေမဖြေရှင်းဘူးတင်ရအေးစစ်စစ်လေးပဲခေါင်းအေးထားပြီးတော့တင်ရအခုချိန်မှာခဏလောက်အနားယူပြီးတော့စိတ်အေးထားပြီးတော့စဉ်းစားတယ်ပေါ့နော်တင်ဒါပြောမယ်ဆိုတစ်ဖက်ကကြည့်ရင်တော့မကောင်းဘူးဆိုမှတစ်ဖက်ကကြည့်ရင်တော့ကောင်းတယ်မကောင်းဆိုတဲ့ဥစ္စာဘယ်လိုလဲဆိုတော့တင်ယုံကြည်ရပါလူတွေကတင့်ကိုယ်ရမှာမဟုတ်တာပေါ့နော်လုံနေတာဖြစ်တဲ့အတွက်တင်သိလိုက်ရတဲ့အခါမှာတင်အရာကိုစိတ်ထိခိုက်ပြီးခံစားရပေမဲ့အဲ့လိုမျိုးသိသွားတဲ့အတွက်လည်းကောင်းတယ်။ဘာကြောင့်လဲဆိုတော့အဲ့လူတွေကိုအနားကနေစောစောစီးတင်ဖယ်လိုက်လို့ရတယ်ပေါ့နော်။
ဥပမာအလုပ်ကိုင်နောက်တစ်ခုနဲ့ဘယ်လိုကြည့်ရကြဒီအလုပ်ကကိုယ့်အတွက်မကောင်းကိုကအလုပ်တော့လုပ်နေတယ်ဒါပေမဲ့ကိုလုပ်နေတဲ့အလုပ်ကကိုယ့်အတွက်အကျိုးဖြစ်လားမဖြစ်လားဆိုတဲ့ဥစ္စာကိုငကိုတော့မသိခဲ့ဘူးပေါ့နော်ဒီအလုပ်ကသူကအချုံးပေါ်လားအရင်အချုံးပေါ်လားအမျက်ပေါ်နေလားဆိုတော့ကိုတေချာမစစ်ဆေးမိပဲနဲ့လုပ်နေမိတဲ့အလုပ်မျိုးပေါ့နော်အဲ့လိုမျိုးကြီးလည်းရှိတယ်ဒါပေမဲ့ဒီအချိန်မှာသင်ရလေအဲ့ဒီဟာတွေအကုန်လုံးကိုယ့်အတွက်ဘာတွေကမကောင်းဘူးကောင်းတယ်ဆိုတာကိုလုံးဝသိသွားပြီးတော့ဖြစ်တဲ့အတွက်အဲ့ဒီဥစ္စာတွေကိုပြန်ပြီးတော့အကောင်းဆုံးပြန်ပြင်ဆင်နိုင်မှုအတွက်ခဏလောက်အနားယူပြီးတော့သင်ရလေဉာဏ်အရန်ကောင်းတယ် brain အရန်ကောင်းတဲ့လူတွေမှာပါတယ်ပြီးတော့သင်ရလေဒေါသကိုခြေတန်းတင်ပြီးတော့လောက်တဲ့ဖြည့်ချင်းတဲ့အထက်မှာလည်းမပါဘူးခေါင်းအေးလေးထားပြီးတော့ခဏဖြစ်လာတဲ့ဖြစ်တဲ့နာတွေအေးလေးခဏအနားယူပြီးတော့ဖြည့်ချင်းတဲ့အထက်မှာပါတယ်အဲ့တော့အခုချိန်မှာသင်အဲ့လိုမျိုးပေါ့နော်လုပ်နေတာမျိုးတွေ့ပါတယ်သင်ဘေးနားမှာသင်သိလိုက်ရတဲ့အရာတွေပေါ့နော်မကောင်းဆိုတဲ့လူတွေကိုယ့်ရဲ့နောက်ဝင်မှာလုံနေတဲ့ကိုယ်မကောင်းဘူးဆိုပြဿနာဖြစ်ရအောင်လုပ်တဲ့လူတွေအကြောင်းကိုအခုချိန်မှာသင်ကဘယ်သူကောင်းတယ်မကောင်းဆိုတာသိသွားတာဖြစ်တဲ့အတွက်ခဏလောက်စိတ်ပန်းဖြေပြီးတော့အနားယူပြီးတော့သင်ရဲ့ဘေးနားမကောင်းတဲ့လူတွေကိုသင်ဖယ်ထုတ်ဖို့အတွက်သင်စူးစမ်းနေတဲ့အချိန်လို့သင်တွေ့ပါတယ်အဲ့တော့အခုပြောခဲ့တဲ့ဒီဗီဒီယိုဖိုင်ထဲမှာပြောတဲ့အချက်တွေနဲ့အားလုံးနဲ့တူနေတယ်အားလုံးမဟုတ်ရင်တော့မှပဲပေါ့နော်ပြောတယ်အခုဒီမှာဆိုစီးပွားရေးအခြေရေးကွာအကုန်ပြောသွားတယ်အဲ့တော့အဲ့စီးပွားရေးနဲ့လည်းသွားတွေ့တူမယ်အခြေရေးနဲ့လည်းတွေ့တူမယ်အဲ့လိုမျိုးအတူချုပ်ပြောရမယ်ဆိုရင်တော့ကိုယ့်အတွက်မကောင်းတဲ့အရာတွေကိုအခုချိန်မှာကိုကလုံးဝသိသွားတယ်ဖြစ်တဲ့အတွက်အဲ့ဒီမကောင်းတဲ့အရာတွေကိုဘယ်လိုမျိုးကောင်းအောင်လုပ်ကြမလဲဘယ်လိုမျိုးဖယ်ရှားပေးကြမလဲဆိုတဲ့ဥစ္စာကိုသင်သိသွားတဲ့အတွက်ခဏလောက်သင်နားယူပြီးတော့အချိန်ယူနေတာမျိုးကိုတွေ့ပါတယ်အဲ့လိုမျိုးအချိန်ဆိုတာကိုနားရေးအချိန်ယူပြီးတော့မဟုတ်တော့ခဏလောက်နောက်ထပ်တစ်ခုကိုဆက်လုပ်ဖို့အတွက်ခဏလောက်အနားယူပြီးတော့ကိုစိတ်ကိုပေါ့နော်အနားယူနေတာမျိုးတွေ့တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒါနဲ့တူတယ်ဆိုလို့ရှိရင်တော့အခုသင်နောက်တွေ့မဲ့သင်ရဲ့ဖူးစာဘက်ပေါ့နော်သင်ရဲ့ဖူးစာဘက်ကဘယ်လိုလူမျိုးလဲဆိုတဲ့ဥစ္စာကိုသင်ကြည့်လို့ရပါပြီဒါဆိုရင်ကြည့်ပြီမနော်အခုကတော့ဖြူပြောသွားတယ်အချက်တွေနဲ့တူတယ်ဆိုလို့ရှိရင်တူတဲ့အချက်တွေပါနေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကသင်အတွက်ပါဒါဆိုရင်သင်ရဲ့ပူဇာဘက်ကဘယ်သူဖြစ်မလဲသင်ရဲ့နောက်တွေ့မဲ့အနာကပူဇာဘက်ကဘယ်လိုဖြစ်မလဲကြည့်ပြပါမယ်သင်နောက်တွေ့မဲ့သင်အနာကပူဇာဘက်ကဘယ်သူလဲသင်နောက်တွေ့မဲ့သူကဘာလုပ်တာလဲသူကဘယ်သူလဲဘာလုပ်တာလဲပြီးတော့သူကဘယ်ရလဲပေါ့နော်ဘယ်ကလဲသူကဘယ်ကလဲပြီးတော့သူကတင်းကိုတကယ်အချစ်စစ်အချစ်မှန်နဲ့ချစ်မှလားတကယ်အချစ်စစ်အချစ်မှန်နဲ့ချစ်ပြီးတော့တင်းနဲ့သူနဲ့ကလက်ထက်ရတဲ့အထိအတူတူလက်တွဲသွားနိုင်မှာလားကြည့်ပြီမလားပြီးတော့အတူတူလက်ထက်ရတဲ့အထိလက်တွဲသွားရမှာโอเคဒါဆိုပထမဆုံးသူကဘယ်သူလဲဆိုလို့ရှိရင်တော့သူကလေအခုချိန်မှာတော့နည်းနည်းလေးသူလည်းတော့အခုချိန်မှာလေခံစားနေရတဲ့အထဲမှာပါတယ်သိလားကမ်းမမြင်လမ်းနည်းနည်းလမ်းပြောင်းနေတဲ့အထဲမှာပါတယ်ပေါ့နော်သင်တို့နှစ်ယောက်ကလေဘဝတူတွေဖြစ်နေတာသင်ကလည်းသင်ရဲ့ကိုယ်ရမှာပေါ့နော်သင်ကိုပြဿနာချတဲ့မကောင်းပြုခဲ့တဲ့လူတွေပေါ့နော်သင်အတွက်မကောင်းလုပ်ခဲ့တဲ့လူတွေကိုသင်အခုချိန်မှာသိလိုက်ရတဲ့အချိန်မှာသင်ခံစားနေရတယ်သူကလည်းအဲ့လိုပဲသူလည်းအခုချိန်မှာသူကခံစားနေရတယ်လမ်းဘာခံစားနေရဆိုတော့သူကတော့အခြေရေးတော့ဟုတ်ရှင်ပါဘူးမယ်သူကဘယ်လိုလဲဆိုတော့သူ့ရဲ့အလောက်ကိုင်းပဲဖြစ်သူစိတ်တက်ကြနေတာပေါ့နော်အခုချိန်မှာသူလမ်းပြောင်းနေတာမျိုးကိုတွေ့တယ်သူကလေဘာလုပ်တာလဲပေါ့နော်သူကဘာလုပ်တာလဲဆိုလို့ရှိရင်ဘာလုပ်တာလဲဆိုလို့ရှိရင်သူကလေ1 2 3 4 5 6 7 softတော့သူကတခုခုလုပ်ပြီးသွားလို့ရှိရင်သူကလေ
သူကဘယ်ဒီချိန်မှာပြောမှဆိုရင် तू ကतू စိတ်ဆင်းရဲနေရတဲ့ဥစ္စာကိုသိပါပြီ तू ဘာကြောင့်စိတ်ဆင်းရဲတဲ့ဥစ္စာ तू ကလေဒီအလုပ်ကြောင့်စိတ်ဆင်းရဲနေတာသိလားအလုပ်ကြောင့်စိတ်ဆင်းရဲဘယ်လိုလဲဆိုတင်းလို့ပဲသိလား तू လည်းလေတင်းလို့ तू နဲ့နည်းနည်းစင်နေသိလား तू လည်းဘယ်လိုကြောင့်စိတ်ဆိုသူ့ရဲ့ကွယ်ရာမှာပေါ့နော်သူ့ကွယ်ရာမှာအဲ့လိုပဲသူ့ကိုမဟုတ်တာပြဿနာဖြစ်အောင်ပေါ့နော်လုပ်နေတင်းတို့နှစ်ယောက်ကဘဝတူနေရောလို့တင်းရလဲတင်းရဲ့ကွယ်ရာမှာမကောင်းပြူးတဲ့လူတွေကိုအခုချိန်မှာသိလိုက်ရတော့စိတ်နေနေသူကလည်းအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ကွယ်ရာမှာပေါ့နော်သူ့ကွယ်ရာမှာအဲ့လိုမျိုးမကောင်းတာလုပ်နေတာပေါ့နော်သူ့ကိုထိခိုက်အောင်လုပ်နေတာအလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်အဲ့လိုမျိုးပေါ့နော်ထိခိုက်စရာပေါ့နော်အဲ့လိုမျိုးသူမသိအောင်လုပ်နေတဲ့အရာပေါ့နော်အဲ့ဒါကသူ့အခုချိန်မှာသူသိသွားပြီပေါ့နော်သူ့ကွယ်ရာမှာမဟုတ်တာလုပ်နေတာသူ့ကိုပေါ့နော်ထိခိုက်အောင်လုပ်နေတဲ့အရာတွေပေါ့နော်ငကိုတော့က तू မသိဘူးပေါ့နော်အဲ့လိုမျိုးအခုချိန်မှာတော့ तू အဲ့ဒီအရာတွေကြောင့်စိတ်ညစ်နေတာပေါ့နော် तू လည်းအဲ့လိုပဲနောက်ကျောကိုဓာတ်နဲ့ထိုးခံရတယ်လို့ပဲခိုးကြောင်ခိုးခံနဲ့လောက်ခံနေရတာतू ကအဝေးရဖြစ်ပါလိမ့်မယ်ပြီးတော့လေ तू ကအဝေးရဖြစ်တဲ့အပြင် तू ကလေသိလားအရန်ကိုလည်းလေစ조사ချင်တဲ့လူငယ်တစ်ယောက်ဖြစ်တယ်ပေါ့နော်စ조사နေတဲ့လူငယ်တစ်ယောက်ပေါ့နော်စ조사ရင်လည်းစ조사နေတဲ့လူငယ်တစ်ယောက်ဖြစ်နေတယ်သူ့ရဲ့ဘဝတက်လန်းပေါ့နော်သူ့ဘဝတက်လန်းသူ့ရဲ့ဘဝခရီးလန်းအစ်စ်တွေအတွက်ပေါ့သူကထိုးဖောက်နေတဲ့လူဖြစ်တယ်ဒါပေမဲ့ तू ကအခုချိန်မှာပြန်ပြီးတော့စိတ်ရမ်းနေတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ तू အဲ့လိုမျိုးသူ့ဘဝတက်လန်းအတွက် तू စ조사နေတဲ့အချိန်မှာတစ်ဖက်မှာလည်းပဲသူ့ကိုပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်တဲ့လူတွေပေါ့နော်မကောင်းပြုနေတဲ့လူတွေကလည်းရှိနေတယ်အဲ့တော့ तू ကအဲ့လားလေးအတွက်ပေါ့နော်နဲ့တော့စိတ်ဆင်းရဲနေရတယ်ပေါ့နော်အဲ့လိုမျိုးတွေ့တယ်ပြီးတော့ तू ကလေတင့်ကိုဘယ်လိုချစ်မှလဲဆိုရင်မာမာနမရှိဘူး तू ကတင့်ကိုချစ်တဲ့ခါကြလို့ရှိရင်လေသိလားမာမာနမရှိဘဲနဲ့လေဖြူစင်သောအချစ်ပေါ့နော်အချစ်တွေကိုအဲ့လိုမျိုးကငါကပဲဥမာနှစ်ယောက်ရှင်လိုက်လို့ तू ကနည်းနည်းလေးပို့ပြီးတော့မြင့်နေတယ်ဆိုလို့ရှိရင်ငါဘယ်လိုဖြစ်တာငါနဲ့အဲ့လိုစိတ်ထားမျိုးမရှိဘဲနဲ့အရာရာကိုနှိမ့်ချပြီးတော့ကွာမင်းအတွက်ဆိုလို့ရှိရင်အရာရာအလုံးကိုအချုံးပေးပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू ကမင်းကိုချစ်ပေးမှသိလားပြီးတော့ तू ကလေအဲ့ဒီအတိတ်ကပေါ့နော်မကောင်းတဲ့အရာတွေအဆိုးသွမ်းတဲ့အရာတွေကို तू ကကြောခိုင်းပြီးတော့မင်းစီကိုရောက်လာလိုက်မှသိလားအဲ့လိုမျိုး तू ခံစားနေရတဲ့အရာတွေပေါ့နော်အခုလက်ရှိ तू ခံစားနေရတဲ့စိတ်ညစ်စရာတွေသူ့ရဲ့အစင်မပြေမှုတွေသူ့ရဲ့ကွယ်ရာမှာအဲ့လိုမျိုးမကောင်းတိုက်ခိုက်ခင်ရတဲ့အရာတွေအားလုံးကို तू ကလေအကုန်လုံးကိုကြောခိုင်းခဲ့ပြီးတဲ့အခါကြာလို့ရှိရင်အကုန်လုံးကြောခိုင်းနိုင်သွားတဲ့အခါကြာလို့ရှိရင်မင်းစီကိုရောက်လာပါလိမ့်မယ်ဒီဇိုင်းမန်နဲ့သိလားနော်ဒီဇိုင်းမန်နဲ့ရောက်လာပါလိမ့်မယ်အဲ့တော့ပြောချင်တာကတော့ तू ကဘယ်လိုလဲဆိုလို့ရှိရင်တော့အခုချိန်မှာ तू ကလည်းပဲစိတ်နည်းနည်းစိတ်ရှုပ်နေပေါ့နော်လမ်းပြောင်းနေတယ်လို့မျိုးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ခွေရမှာသူ့ကိုတိုက်ခိုက်တယ်ဝေဖန်ပိုင်းခြားတိုက်ခိုက်တဲ့သူ့ကိုအဲ့လိုမျိုးပေါ့ကွာမကောင်းပြုတ်နေတဲ့လူတွေရှိနေတာဖြစ်တဲ့အတွက်သူ့ရဲ့ဘဝတက်လန်းအတွက်ကိုပေါ့နော်အပိတ်အဆို့ဖြစ်နေတယ်လို့မျိုးဖြစ်တဲ့အတွက်သူစိတ်ညစ်နေလမ်းပြောက်တယ်လို့ဖြစ်နေတာပေါ့ဒါပေမဲ့ तू ကလေမင်းနဲ့တွေ့တဲ့ခါကြာလို့ရှိရင်တော့ तू ကအရာရာအားလုံးကိုလေမကောင်းတဲ့အရာတွေသူ့အတွက်အခက်ဖြစ်စေမယ့်အရာတွေအားလုံးကိုအကုန်လုံးစွန့်ခဲ့မှာအဲ့ဒီအရာတွေကိုတည်မလာဘူးမင်းနဲ့တွေ့တဲ့ခါကြာလို့ရှိရင် तू ကနူးညံ့နဲ့ပေါ့နော်အချစ်တွေအားလုံးကိုပေးပြီးတော့ချစ်မှာပြီးလို့ရှိရင် तू ကလေမာနမရှိတဲ့အချစ်မျိုးပေါ့နော်ငါမင်းအတွက်ဆိုရင်အရာရာအားလုံးအဆင်သင့်ပါပဲငါမင်းအတွက်ဆိုအချုံးပေးပြီးသားပါပဲဆိုတဲ့သဘောမျိုးနဲ့ तू ကချစ်မှာပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ် okay ဒါဆိုလို့ရှိရင် तू ကဘာလုပ်တဲ့လူလဲပြီးတော့ဘယ်ကလဲသူကဘာလုပ်တဲ့လူလဲအဲ့တော့ဘာလို့လဲဆိုလို့ရှိရင် तू ကလေမျှတနဲ့လောက်တာဥပမာ तू ကဘယ်လိုဆိုတရားသူကြီးတို့ပြီးလို့ရှိရင်စီမံခန့်ခွဲရေးပေါ့နော်အဲ့လိုမျိုးတရားမျှတစွာနဲ့ဟိုဘက်ဒီဘက်ဘဲလန်းညီနဲ့ပေါ့နော်တရားမျှတစွာဆုံးဖြတ်ပေးရတဲ့အလုပ်မျိုးတွေပြီးလို့ရှိရင်ဟိုဘက်ဒီဘက်ကိုတစ်ဖက်နဲ့တစ်ဖက်ကိုဆက်သွယ်ရေးလုပ်ပြရအောင်ဆက်သွယ်ရေးပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေအဲ့လိုမျိုးတွေနဲ့ပတ်သက်လို့ကပြလေသူ့ရဲ့စိတ်ထားလေးကလေတရားမျှတတဲ့စိတ်ထားလေးရှိတယ်သိလားအဲ့လိုတစ်ဖက်ဆောင်းတဲ့စိတ်သူ့မှာမရှိဘူးသူကပြီးတော့ तू ကလေအရန်လဲပေါ့နော်ခန့်ညာရှိတယ်ပြီးလို့ရှိရင်ဒီဇိုင်းပန်းနဲ့စူးစားတယ်ရဲရင်နဲ့ပြတ်သားတယ်မင်းကိုလေ तू ကလေသူ့ရဲ့အောင်မြင်မှုတွေကအစမင်းကိုအကုန်လုံးပေးနိုင်မယ်လူမျိုးပေါ့နော်မင်းကိုတင်းတက်လေးနဲ့ပ
ပြည့်ပြည့်စုံစုံထားနိုင်မယ့်အထက်မှာပါတယ်ပေါ့နော်အရင်ကောင်းပါတယ်ဒီလိုလူမျိုးလေးနဲ့အများဆုံးတွေ့ပါစီပေါ့နော်ဆုတောင်းပေးပါတယ် See you